ဒီနေ့သင်ပေးမှာကတော့ဟာသပုံမြင်လေးတစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ဒီမှာဖြည်းရင်းကိုဂရုစိုက်ပြီးဖတ်ပြတာလည်းမဟုတ်ဘဲနဲ့ပုံမြင်လေးတစ်ခုနားထောင်တယ်လို့ပေါ့ပေါ့ပါပါလေးနားထောင်သွားကြမယ်အဓိကကတော့စာကိုအနည်းငယ်လောက်ကိုနဲ့ရင်းရင်းနှီးနှီးလေးဖြစ်သွားစေခြင်းနဲ့သဘောနဲ့စာဖတ်ပြခြင်းပဲဖြစ်ပါတယ်โอเคအဲ့တော့ကိုနဲ့ကိုက်ညီမဲ့ level ဆိုရင်ကိုနဲ့ကိုက်ညီတယ်လို့စိတ်ကူးတယ်ဆိုရင်နားထောင်လို့ရတယ်လို့ပုံမြင်တစ်ခုနားထောင်မယ်ဆိုတဲ့သဘောနဲ့လည်းနားထောင်လို့ရပါတယ်ကဲစနားထောင်ကြည့်ရအောင်ပထမဆုံးစာကြောင်းလေးကတော့一个姑娘和一个小伙子折မဟုတ်ပဲ字လို့ဖတ်ပြီးပါတိုက်ပင် error လေးပေါ့နော်一个姑娘和一个小伙子结婚了အဲ့မှာပြောစရာရှိတာက一个姑娘ဆိုတာမိန်းကလေးတစ်ယောက်和ဆိုတာနှစ်မိန်းကလေးတစ်ယောက်နှစ်一个小伙子ကောင်လေးတစ်ယောက်တို့က结婚了结婚ဆိုတာလက်ထပ်တယ်ပြန်ဖတ်ပြမယ်နော်一个姑娘和一个小伙子结婚了ကောင်မလေးတစ်ယောက်နဲ့ကောင်လေးတစ်ယောက်လက်ထပ်လိုက်ကြတယ်他们သူတို့က结婚以后的生活十分幸福他们သူတို့နှစ်ယောက်ရဲ့结婚以后的生活结婚လက်ထပ်တဲ့以后的လက်ထပ်ပြီးနောက်ပိုင်းရဲ့生活ဘဝအနေထိုင်လေးက十分အရန်ကို幸福စိတ်ချမ်းသာပျော်ရွှင်ခဲ့ရတယ်။ဒါကြောင့်လုံးပြန်ဖတ်မယ်ဆိုရင်他们结婚以后的生活十分幸福မြန်မာလိုလဲဘာသာပြန်ပေးထားပါတယ်။ဖြင်းရင်အခြေခံရှိမယ်ဆိုလို့ရှိရင်လည်းဒီမှာပေးထားတဲ့ဖြင်းရင်လေးကိုpass လုပ်ပြီးတော့ဖတ်ကြည့်လို့ရပါတယ်နော်။ Okay, number 3 line ကိုဆက်ဖတ်မယ်။小伙子ကောင်ကလေးက非常喜欢足球足球ဆိုတာဘောလုံး非常ဆိုတာအရန်ကိုမှ喜欢ကြိုက်နှစ်သက်တယ်အဲ့တော့အမျိုးသားလေးကဘောလုံးကန်တဲ့အားကစားကိုအရန်နှစ်သက်ပါတယ်每次အချိန်တိုင်းအချိန်တိုင်းပေါ့နော်အချိန်တိုင်း电视中 TV ထဲမှာပြတဲ့电视中足球比赛的时候အဲ့တော့播放ဒီမှာဒါလည်း typing error ဖြစ်ပါတယ်播放ပေါ့ထုတ်လွှင့်ပြတာ TV မှာ每次电视中播放足球比赛的时候နော်每次电视中ဒီမှာ有ဆိုပြီးမှားရေးထားပါတယ်播放着足球比赛的时候အဲ့ဒါလေးသိခံပြီပါနော်အဲ့တော့ TV မှာဘောလုံးပွဲတွေပြတဲ့အချိန်ဆိုရင်他连饭都连ဆိုတာတောင်မှ饭ဆိုတာထမင်းတောင်မှ不吃也要看ထမင်းမစားဘဲနဲ့တောင်မှသူကြည့်နေတတ်တယ်ပြန်ဖတ်ပြမယ်နော်小伙子非常喜欢足球ကောင်လေးကဘောလုံးပွဲအရင်ကြိုက်တယ်每次电视中播放足球比赛比赛ဆိုတာက波伊比赛比赛ဆိုတာပြိုင်ပွဲတွေပေါ့နော်ဘောလုံးကန်တဲ့ပွဲတွေကိုပြတဲ့的时候အဲ့ဒီအချိန်ဆိုရင်他အဲ့ဒီကောင်လေးက连饭都不吃也要看ထမင်းတောင်မှမစားပဲဘောလုံးပွဲကိုကြည့်တယ်အဲ့တော့ဘယ်လောက်ထိဘောလုံးပွဲကြိုက်လဲပေါ့နောက်ထပ်တစ်လိုင်းမှာ对此 so ဒါကြောင့်မို့လို့年轻的妻子ငယ်ရွယ်တဲ့年轻ရဲ့အဓိပ္ပာယ်ကငယ်ရွယ်တဲ့妻子ဇနီးကသူ့ရဲ့ဇနီးငယ်လေးက一点办法也没有一点နည်းနည်းကလေး办法နီးလန်းပေါ့也没有အဲ့ဒီကိစ္စကိုဘောလုံးမရမ်းကြိုက်တဲ့ကိစ္စကိုဘယ်လိုလုပ်ရမလဲသူမိမကမသိဘူး一天တရက်မှာတော့电视里 TV ထဲမှာ又播放ဆောနာတော့ယိုးဆိုတဲ့စကားလုံးနဲ့နောက်ဆုံးမှားခဲ့တယ်ဆိုတဲ့စကားလုံးလေးဒီမှာပါtyping error လေးပေါ့နော်ရိုက်မှားခဲ့တာပေါ့播放足球比赛足球ဆိုတာဘောလုံး比赛ကဘောလုံးပြိုင်ပွဲဆိုတရက်မှာ TV မှာဘောလုံးပြိုင်ပွဲထပ်ပြတယ်妻子坐在电视机前妻子ဇနီးကလေးက坐在电视机前 TV ရှေ့မှာထိုင်လိုက်တယ်一动也不动တလုံးဝမလှုပ်ဘူး一动ဆိုတာတစ်ချက်ကလေးတောင်မှ也တောင်မှ不动တစ်ချက်တောင်မှမလှုပ်ဘူး妻子跟他说话မိမက妻子ဇနီးက跟他သူ့ကို说话စကားပြောတဲ့အချိန်မှာလေ他也好像没有听到မိမစကားပြောတဲ့အချိန်မှာလည်းမကြားတယ်လို့ပဲ好像ဆိုတာဒါလို့ပဲပေါ့没有听到သူမိမမကြားတယ်လို့ပဲ
嘛，那个话妻子的年轻的妻子，ဒီငယ်ရွယ်တဲ့ဇနီးက非常生气，非常生气，အရန်စိတ်ဆိုးတယ်နော်မင်းမငယ်လေးကအရန်စိတ်ဆိုးတယ်他အဲ့ဒါနဲ့အဲ့အမျိုးသမီးလေးက哭了回到ဆိုတာပြန်ရောက်သွားတာပြန်ငိုပြီးတော့哭了科乌哭 K နဲ့ U နဲ့ပေါင်းတယ်哭了回到自己妈妈的家သူ့အမေအိမ်ကိုသူငိုပြီးတော့ပြန်သွားတယ်သူယောက်ျားသူ့လုံးဝအဖက်မလုပ်လို့ပေါ့နော်可是ဒါပေမဲ့回到家的时候အိမ်ပြန်ရောက်တဲ့အချိန်ကျတော့却发现ဒီမှာလေဒါစာလုံးပေါင်းလေးမှားနေတာပေါ့နော်却发现ဘာပဲသွားတွေ့လဲဆိုတော့家里အိမ်ထဲမှာ只有爸爸一个人အဖေတယောက်ပဲရှိတော့သူလည်းတွေ့အမေယောက်ျားကိုစိတ်ဆိုးပြီးအိမ်ပြန်သွားပေမဲ့အိမ်ရောက်တော့အဖေတယောက်တည်းပဲသူတွေ့ရယ်也坐在电视机前အဖေကလည်း TV ရှေ့မှာထိုင်ပြီးတော့看足球比赛ဘောလုံးပွဲကိုကြည့်နေတယ်အဲ့ဒါသူမေးလိုက်တယ်妈妈呢အမေရော他很奇怪သူမအရန်ထူးဆန်းနေတယ်ဒီမှာမိန်းကလေးထားဖြစ်ရပါမယ်စာလုံးပေါင်းလေးယောက်ျားထားလေးဖြစ်နေတယ်回他妈妈家了အဖေက回他妈妈家了နေမေးတယ်သူ့အမေအိမ်ပြန်သွားပြီတဲ့အဲ့လိုဖြေလိုက်တာနော်အဲ့တော့父亲头也不回的说父亲သူ့ရဲ့အဖေကကောင်မလေးယောက်ျားက TV ကြည့်လို့ငိုပြီးအိမ်ပြန်သွားတယ်အိမ်ရောက်တော့အမေရောလို့မေးလိုက်တော့အဖေကပြောတယ်နင့်အမေသူ့အမေအိမ်ကိုပြန်သွားပြီတဲ့အဲ့နဲ့အဖေကဘလို့ဖြေလဲဆိုတော့父亲သူ့အဖေက头也不回的说ခေါင်းတောင်လှည့်မကြည့်ပဲနဲ့သူသမီးကိုပြန်ဖြေတယ်တဲ့ဆိုတော့ဒါလေးကတကယ်တော့ဟာတာလေးပါအဲ့ဒီဟာတာစာပိုက်လေးကိုလွယ်လွယ်ကူကူပေါ့ပေါ့ပါပါလေးပဲစာပိုက်ရှင်းပြတဲ့ပုံစံမျိုးပုံပြင်နားထောင်တဲ့ပုံစံမျိုးလေးနဲ့ရှင်းပြလိုက်တာပါရည်ရခြင်းမှလည်းရည်ရမယ်ရည်ရခြင်းလည်းရည်ရမယ်ပေါ့နော်ဆိုအဓိကတော့စာနားထောင်နေလို့ပဲသဘောထားလိုက်တော့ပေါ့နော်အဲ့တော့ဟာတာအတိတ်ပဲကတော့ဘောလုံးပွဲကြီးတဲ့ယောက်ျားကြီးအတန်းမခံနိုင်လို့သမီးလုပ်တဲ့လူအမေအိမ်ပြန်တယ်အမေလုပ်တဲ့လူကလည်းသူ့အမေအိမ်ပြန်သွားတယ်ဆိုတဲ့သဘောမျိုးဟာတာလုပ်ထားတာပါအဲ့တော့လို့ဆိုတော့ဒီတစ်ခေါက်မှာကြတော့အစအဆုံးတရုတ်လိုပဲဖတ်ပြပါမယ်Disney အနေနဲ့နားထောင်သွားပါနော်一个姑娘和一个小伙子结婚了他们结婚以后的生活十分幸福小伙子非常喜欢足球每次电视中播放足球比赛的时候他连饭都不吃也要看对此年轻的妻子一点办法也没有一天电视里又播放足球比赛妻子坐在电视机前一动也不动妻子跟他说话他也好像没有听到年轻的妻子非常生气他哭了回到自己妈妈的家可是回到家的时候却发现家里只有爸爸一个人也坐在电视机前看足球比赛他问妈妈呢他很奇怪回他妈妈家了父亲头也不回的说ပုံမြင်လေးရတော့ဒါပါပဲအဲ့တော့ဒီစာလေးကို pass လုပ်ပြီးတော့ပြန်ပြီးတော့နားထောင်ပေးမယ်ဆိုရင်ဒီမသိတဲ့စာလုံးလေးမှတ်ပေးမယ်ဆိုရင်တော့online သုံးရင်းစာတိုးတက်သွားမယ့်သဘောပါပဲ okay အားလုံးပဲအဆင်ပြေပါစေ bye bye